ဖယားကဣသလလူမျိုးတွေကိုအေဂုတုပြည်နဲ့ဆွဲထုတ်တယ်โอเคဟုတ်တယ်နော် yeah အဲ့ဒါကတကယ်အောင်မြင်ခြင်းရဲ့ဒီဘယ်လိုခေါ်မလဲအောင်မြင်ခြင်းရဲ့ blueprint ဆိုဖယားချပြခဲ့တာဣသလလူမျိုးတွေကိုအေဂုတုပြည်နဲ့ဆွဲထုတ်တဲ့ရည်ရွယ်ချက်ကခါနာန်ပြည်ပို့ဖို့ဟုတ်တယ်နော်ဖယားပြင်ဆင်ထားတဲ့ပူပင်စရာမရှိတဲ့ဘာမှကိုစိုးရင်ကြောက်ကြစရာမရှိတဲ့နေရာကြီးကိုဖယားပို့ချင်လို့ဆွဲထုတ်ပေမဲ့တခြားနောက်ထောင်ဆွဲထုတ်တဲ့ရည်ရွယ်ချက်ကပါလဲခါနာန်ပြည်ပို့ဖို့ကျွန်တော်မေးရင်ဖြေကြရအောင်နော်โอเคအေဂုတုပြည်ကနေဣသလလူမျိုးတွေကိုဆွဲထုတ်လားဘယ်ကိုပို့ဖို့လဲ very good very good very good အရင်ကောင်းသွားပြီရစေချင်တယ်ရစေချင်တယ်ရစေချင်တယ်တကယ်ရပါစေအဲ့ဒီဖယားရဲ့အကြံစီကဆွဲထုတ်ကြတဲ့ဟိုကသူ့ရဲ့အကြံစီကြီးကသူပြင်ဆင်ထားတဲ့မင်္ဂလာကြီးထဲကိုဖယားထဲဖို့ပြင်ဆင်ပေမဲ့ငါတို့အတွက်မဟုတ်ဘူးလို့ခံယူတဲ့သူတွေအားလုံးကအထဲမဝင်အောင်အခုကျွန်တော်တို့ကြွယ်ဝချမ်းသာတယ်အဲ့လိုပြောရင်ကြိုက်မှလည်းမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့ကျေးဇူးတော်ကြောင့်တကယ်ကြွယ်ဝတယ်ဘာကြောင့်လဲဆိုတော့အဲ့ဂတိတော်တွေအားလုံးငါတွားလို့ရိုးရိုးလေးခံယူလိုက်တာနဲ့ရသွားတာဒါမဲ့အဲ့ဒါကိုငါတို့တော့မဟုတ်ဘူးလို့ခံယူပြီးတော့ကြိုးစားပြီးတော့အမှုတော်ဆောင်နေတဲ့လူတွေကိုကျွန်တော်အရင်နှမျောတာပဲစိတ်လည်းမကောင်းဘူးကျွန်တော်မစော်ကားဘူးဗျာဒါပေမဲ့လေစင်းရတာဘာမင်္ဂလာရှိလို့လဲလို့ရှာဒေးဗလာချမ်းသာတဲ့အကြောင်းမပြောတယ်ချမ်းသာတဲ့အကြောင်းမပြောလို့ငါစင်းရတဲ့အကြောင်းရှောက်ပြောရမှာလားဘာဘူးလေစင်းရလွန်းလို့ငါတို့ဟာဒီစင်းရတဲ့နိုင်ငံနဲ့ထွက်လာရပြီထွက်လာပြီအခုဆရာပြောနေတဲ့အရာအလုံးကဖယားရဲ့ကြွယ်ဝခြင်းတွေကိုယူပြီးတော့မြန်မာပြည်ထဲပြန်ဝင်ရအောင်လေအခုကျေးဇူးတော်ကြောင့်ဆရာမဆာရာတို့ဆရာဂျောရှွာတို့ကပြန်ဝင်နေပြီလေကြွယ်ဝခြင်းတွေပြန်ဝင်နေပြီလေအာမင်ဆိုတော့အဲ့ဒါကိုကျမ်းမာချမ်းသာတရားဒေသနာဟောတော်သူများလို့အပြောခံရတယ်ကျွန်တော်ကဆက်ပြီးတော့မှအစတရားမကောက်အစတစ်ထောင်ဟောမှာဒီမှာကျွန်တော်အမှုတော်ဆောင်တွေအားလုံးလဲဒီမှာတကဘာလုံးမှာရှိတဲ့အမှုတော်နားထောင်ကြွယ်ဝခြင်းကြောင့်ဟောတဲ့ဆရာပဲကြွယ်ဝတာနင်တို့ဘာတရားဟောနေလဲတော့မသိဘူးနော်ဒါမဲ့ကျွေး yeah you understand what I'm talking about ကျွယ်ဝခြင်းကြောင့်ဟောတဲ့သူပဲကျွယ်ဝတာလူများထင်းတယ်ဆရာဒေးဗစ်လာကဘယ်လိုခေါ်လဲအပြောကောင်းလို့လူတွေကအလူငွေထဲ့လို့အဲ့ဒီအလူငွေthatထိုင်ဆောင်စားရရင်ဆရာမဆရာအလူငွေthatထိုင်ဆောင်စားရင်တို့တွေငတ်သေးတာကြာပြီထင်တယ်နော် no ညီကိုမောင်မတို့ no ဖယားရဲ့ဤဥပဒေတောက်နားလဲသွားတာအဲ့ဆိုပြောပြမယ်
လှုပ်ဝက်ချက်ကလေးတော့မဟုတ်ပါဘူးကွယ်ဘာမှလည်းမလှုပ်ဝက်ဆရာမရှိမဖယားပွန့်ပွန့်လင်းလင်းဖော်ပြထားတော့ကားနေတော့မမြင်မဲနဲ့ကြောကြောသွားတယ်ဘာမှမဝတ်ထားတော့ဘူးတကယ်တော့ဒီပြည့်ညတ်တရားကာလဝတ်ထားတာဟမ်ဒါမဲ့ယေရှုအားဖြင့်ယေရှုအားဖြင့်ဖယားအကောင်းလုံးဖွင့်ပေးလိုက်ပြီ